ပဲမင်္ဂလာပါရှင်ဒီကောင်းချမ်းပါကြမယ်လို့ညွှန်နေပါတယ်ဒီနေ့မှာတော့ BEI ကနေပြီးတော့ကျောင်းသားကျောင်းသူအများစု British Council ရဲ့ English Score Test ကိုဖြေဆိုရမှာကြုံတွေ့ရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ရှင်းလင်းတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ဘယ်လိုအစီအစဉ်တွေကိုတင်ဆက်ပေးတော့မှာလဲဒီနေ့ရဲ့ focus လေးမှာတော့ကိုက test ကိုရိုးသားသားနဲ့စီကံတိုင်းလိုက်နာပြီးဖြေဆိုပေးမယ်လို့ပယ်ချခံလိုက်ရတာတွေ reject ထိသွားတာတွေနဲ့ပတ်သက်ပြီးတော့တင်ဆက်မျှဝေပေးတော့မှာပဲဖြစ်ပါတယ်ဒါကြောင့်ဒီလိုမျိုးအခြေအနေတွေကိုတည်တည်ချာချာလေးရှင်းပြပေးနိုင်ဖို့အတွက် BC English Score Test ကိုအောင်မြင်စွာဖြေဆိုပြီးတော့ certificate ထုတ်နိုင်ခဲ့တဲ့ကျောင်းသူနဲ့လူသားဖြောင့်မတ်စွာစီကံလိုက်နာပြီးတော့ဖြေဆိုခဲ့ပေမဲ့လို့ reject ထိခဲ့ရတဲ့ကျောင်းသူလေးနှစ်ဦးတို့ရဲ့အတွေ့အကြုံတွေကိုမေးမြန်းမှုအတွက်ဖိတ်ခေါ်ထားပါတယ်ရှင်ဟုတ်ကဲ့မင်္ဂလာပါရှင်ဆိုတော့ဘာလို့ BEI Testing Center အနေမှာတစင် British Council ရဲ့ English Score Test ကိုဖြေဆိုဖြစ်သွားလဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့မျှဝေပေးပါအောင်ရှင်။ Test လေးဖြေဆိုဖြစ်သွားရတဲ့အကြောင်းရင်းကတော့ International University တခုရှောက်ဖို့ရှိရကြောင်း English Score အတွက် level test လေးကိုပြန်ပြီးမှစစ်ချင်တာရဲ့မစစ်ဖြစ်တာလည်းကြာရည်ဆိုတော့ခု level ကိုပြန်ပြီးတော့မှ assurance လုပ်ချင်တာလေးရဲ့အကြောင်းမှာဖြစ်ပြီးတော့လို့ရှိရင်လည်း BC ကနေပြီးမှ recognize လုပ်ထားတဲ့ certificate လေးပါရမှာဆိုတော့တော်တော်လေးကိုအဆင်ပြေတဲ့ test လေးတစ်ခုဖြစ်တာကြောင့်မဖြေဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ပေါ့နော်ဒီ test ကိုဖြေဆိုဖို့ဆောင်ရွက်တဲ့အခါမှာကြုံတွေ့ခဲ့တဲ့အခက်အခဲတွေရောရှိလားရှင်ဖြေဆိုတဲ့နေရာမှာတော့အခက်အခဲကြီးကြီးမားမားမရှိခဲ့ပါဘူးဒါပေမဲ့လည်းဂျားရဲ့မှာ internet connection လေးရတော့ခဏမတည်မငြိမ်ဖြစ်သွားလို့မိကုန်းနောက်တစ်ခုကိုပြန်ပေါ်လာဖို့အချိန်10မိနစ်လောက်ဆောင်လိုက်ရပါတယ်ဒါကြောင့်မို့ line ကောင်းတဲ့အချိန်မှာဖြေတာပို့ပြီးတော့မှအဆင်ပြေပါတယ်ဟုတ်ကဲ့ဒုတိယတစ်ခုအနေနဲ့ကြတော့ဒီစီကံမိတ်ဆိုင်ရာမှာဆိုလို့ရှိရင်ရောသူတို့အနေနဲ့စတင်မဖြေဆိုခင်မှာဘယ်လိုမျိုးစစ်ဆေးမှုတွေပြုလုပ်လဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့လည်းသိပြစေရှင်စီမင်းပိုင်းမှာတော့ကိုယ့်ရဲ့အခန်းတစ်ခုလုံးလက်ပဲပြီးမှပြရပါတယ်အခန်းထဲမှာတော့တန်တရားရှိစရာအရင်အယောင်တွေမရှိဘူးဆိုရင်တော့တန်းပြီးမှ pass ဖြစ်ပါတယ်ချန်နယ်တွေကတော့ပုံမှန်ဖြစ်တယ်လို့ပါပဲ code တွေထည့်မယ် rule တွေကို accept လုပ်ပြီးတော့မှ guideline တွေကိုဖတ်ပြီးတော့မှပိုင်းသုံးပိုင်းကိုတစ်ခုချင်းတစ်ခုဖြည့်သွားရုံပါပဲအော်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်အားလုံးသိချင်နေကြတဲ့မိကုန်းလေးစီကိုဆက်ပြီးတော့သွားလိုက်ကြတာပေါ့နော်မိကုန်းလေးကဘာလဲဆိုတော့ကိုကစီကံနေအကုန်လုံးလေးလိုက်နာတယ်ရိုးသားလေးဖြည့်တယ်ဒါပေမဲ့ reject ထိပြီးတော့ certificate ထုတ်မရဘူးဖြစ်သွားတာကြတော့ဖြည့်ဆိုသူတူအနေနဲ့ဘလိုမျိုးအခြေအနေကြောင့်ဖြစ်တယ်လို့ထင်လဲရှင်ဒီအပိုင်းလေးကတော့ယူရှင်ပါတယ်ကိုကယူသားစွာဖြည့်ခဲ့ပြီး member ဝင်းချင်အနောက်ရှက်လေးကြောင့်မို့ code test ဖြည့်ဆိုမှာ reject ဖြစ်သွားပါတယ်အကြောင်းရင်းကတော့စုညံတန်နေကြောင့်လို့ထင်ပါတယ်ကိုယ့်ရဲ့အခန်းထဲမှာကိုကတယောက်လေးရှိပေမဲ့ BA နဲ့ကန်နေရကြောင့်မို့တို့ရှိရစကားပြောတာနေစုညံတန်နေကြောင့်လို့ထင်မိပါတယ်စုညံတန်မှာဆိုရင်တော့ warning notification တခုလေးကိုပါစမေးဝက်တင်မှာရခဲ့ပါတယ်ဒါပေမဲ့လည်းအဲ့ဒီစုညံတန်ကကျမအိမ်ရမဟုတ်တာကြောင့်မို့ကျမဘာမှမလုပ်နိုင်ခဲ့ပါဘူးဒါကြောင့်မို့စကားပြောတဲ့နေရာတကူဆိုင်ပြီးတော့မှ device ကိုလည်းတစ်ခုတည်းပဲသုံးပြီးမှဖြေဖို့အကြံပေးချင်ပါတယ်ဟုတ်တယ်နောက်ဆုံးမိကုန်းလေးဖြစ်တဲ့ reject ခံရလို့ certificate ထုတ်မြင်အောင်ဆိုရင်နောက်ထပ် fees တွင်းပြီးမှထပ်ပြီးတော့မှဖြည့်ဆိုပြီးမှ certificate အတိတ်ကိုရနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့တစ်ခါရဲနဲ့ရိုးတသားပမှန်ငယ်ငယ်ဖြည့်နိုင်ဖို့အရေးကြီးဆုံးပါပဲလို့ပြောချင်ပါတယ်ရှင်ဒါလေးကတော့အစည်းအကမ်းတွေအကုန်လုံးလဲလိုက်နာတယ်ရိုးသားလေးဖြည့်ဆိုပေမဲ့လို့ reject ဖြစ်သွားခဲ့ရတဲ့ကျောင်းသူလေးရဲ့ဖြည့်ဆိုမှုအတွေ့အကြုံလေးပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဖြည့်ဆိုအောင်မြင်သွားတဲ့ကျောင်းသူလေးရဲ့ interview ကိုဆက်လက်နားထောင်ကြည့်ရအောင်ပါမင်္ဂလာပါရှင်ဟုတ်ကဲ့မင်္ဂလာပါရှင်ပထမဆုံးအနေနဲ့ပေါ့နော်ဒီ test ကိုဖြည့်ဆိုဖို့ဆောင်ရွက်တဲ့အခါမှာကြုံတွေ့ခဲ့တဲ့အခက်အခဲတွေရောရှိလားရှင်အမအနေနဲ့ကတော့အခက်အခဲကအများကြီးမရှိခဲ့ပါဘူးအမကတော့ဖုန်းနဲ့ပဲအဆင်ပြေနေပဲဖြည့်ခဲ့ပါတယ်နောက်ထပ်ပြင်မဲ့သူတွေအတွက်ကတော့ဒီပထမဆုံးအနေနဲ့ပေါ့နော် British Council ရဲ့ official application ဖြစ်တဲ့ English Score ဆိုတဲ့ app ကနေပြီးတော့ဝင်ပြီးဖြည့်ရမယ်ပေါ့နော်အဲ့ဒီမှာဒီ English Core Skill နဲ့ Writing Test နှစ်ခုကိုဒီ BEI ရပြီးထားတဲ့ကုန်းနဲ့ပဲဝင်ပြီးဖြည့်ရမှာဖြစ်ပါတယ်အရင်ဖြည့်မှုတဲ့သူတွေဆိုရင်တော့အဲ့ဒီမှာ test again ဆိုတာပေါ်ပါလိမ့်မယ်အဲ့ဒါကိုနှိပ်ပြီးရင်တော့ဒီ IFL ကုန်းဆိုတာကိုနှိပ်ရပါတယ်အဲ့ဒီနေရာမှာဒီ BEI ရပြီးထားတဲ့ကုတ်ထည့်ပြီးတော့ပြီးရင်ကိုယ့်ရဲ့ first name နဲ့ last name ကိုထည့်ရမှာဖြစ်ပါတယ်အဲ့ဒါကြီးထည့်ပြီးသွားရင်တော့ဒီစာဖြေမဲ့သူတွေလိုက်နာရမယ်စီကံနေပေါ်ပါလိမ့်မယ်အဲ့ဒီမှာတော့ဒီစာဖြေရဲ့သူကတယောက်တည်းဖြည့်ရမယ်ပြီးရင်ကိုယ့်ရဲ့ဘေးနားမှာစုညံတန်နေမရှိရဘူးပြီးစာဖြေရဲ့အခါမှာ device ကလည်းတစ်လုံးပဲအသုံးပြုခွင့်ရတယ်ပြီးမျက်မှန်မတရဘူးဆိုတာမျိုးပေါ့နော်အဲ့ဒီစီကံနေဖတ်ပြီးသွားရင်တော့ဒီကိုယ့်ရဲ့ mic နဲ့ camera ကိုစီရပါတယ်ပြီးရင်တော့ကိုယ့်ရဲ့ဒီပတ်ဝန်းကျင်ပတ်ပတ်လည်မှာပေါ့နော်ကိုယ့်ရဲ့အခန်းအတွင်းထဲမှာပဲဖြစ်ဖြစ်ဘယ်သူမှမရှိဘူးဆိုတာကိုဒီကင်မရာတစ်ပတ်ရိုက်တစ်ပတ်လက်ရိုက်ပြီးတော့ပြရပါတယ်
ပြီးရင်တော့ဒီ test ထဲမှာ listening test လည်းပါရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကိုယ့်ရဲ့အတန် volume ပေါ့နော်အကြမကြောက်လဲသိရပါတယ်ပြီးရင်ဒီအဲ့ဒီမှာဒီကင်မရာစစ်တဲ့နေရာမှာပေါ့နော်ဒီစာဖြေရဲ့သူက brain box ရှိလို့ရှိရင်အဲ့ဒီ brain box နဲ့ဒီမျက်နှာချင်းဆိုင်ထိုင်ပြီးတော့ဖြည့်ရပို့ပြီးတော့အဆင်ပြေရပေါ့နော်တကယ်လို့ကိုက brain box ကိုနောက်ကျောပေးပြီးထိုင်တာမျိုးဆိုလို့ရှိရင်အလင်းပြန်တဲ့အခါမှာဒီစာဖြေနေတဲ့အချိန်မှာကိုယ့်ရဲ့မျက်နှာကိုတေချာမမြင်ရတဲ့အခါမှာ reject ထိတာမျိုးတွေဖြစ်နိုင်နေပေါ့နော်ဒါကြောင့်မလို့ brain box ရှိရတဲ့သူတွေဆိုလို့ရှိရင် brain box နဲ့မျက်နှာချင်းဆိုင်ထိုင်ပြီးတော့ဖြည့်ရအကောင်းဆုံးဖြစ်ပါတယ်ပြီးရင်တော့စပြီးတော့ဖြည့်လို့ရပါပြီဟုတ်ကဲ့ပါအမဒါဆိုရင်ဒုတိယတစ်ချက်အနေနဲ့ပေါ့နော် test ကိုဘယ်လိုမျိုးဖြေဆိုခဲ့ရလဲဆိုတာနဲ့ပြင်ဆင်နေစဉ်အတွင်းမှာပေါ့နော်မပြုတ်လို့တဲ့အပြုမှုတွေနဲ့ပတ်သက်ပြီးတော့မျှဝေပြပါအောင်ရှင်ဟုတ်ပထမဆုံးကတော့ဒီ core skill test မှာ grammar နဲ့ vocab အပိုင်းကိုအရင်ဆုံးဖြည့်ရတယ်ပေါ့နော်ပြီးရင် listening ပြီးလို့ရှိရင် reading listening ကတော့ပုံမှန်တိုင်းမှာပဲသူတို့ဘက်က audio တကူဖွင့်ကြတယ်အဲ့ဒါကိုနားထောင်ပြီးတော့အဖြေဖြေအောင်ပဲပေါ့နော် reading ကတော့ order စီရတာမျိုးတွေဖြေရမှာဖြစ်ပါတယ်ဖြေနေတဲ့အချိန်မှာပေါ့နော်ဘေးကအတန်နေဝေးလာတာလို့ဒီကိုယ့်ရုပ်ကိုတေချာမမြင်ရတာမျိုးလို့ဆိုလို့ရှိရင်သူတို့ဘက်ကနေပြီးတော့တတိပေးရဲ့အနေနဲ့note တက်လာရပေါ့နော်အမရေတော့ဆိုလို့ရှိရင်တော့ဒီဘေးကနေပြီးတော့ခွေးဟောင်တာလို့လူချောင်းဆိုးတန်လို့ပါလို့ရှိရင်သူတို့ဘက်ကနေပြီးတတိပေးရဲ့အနေနဲ့ note တက်လာတာမျိုးရှိရပေါ့နော်ဒါကြောင့်မလို့အတက်နိုင်ဆုံးတယောက်တည်းရှိရဲ့အချိန်မျိုးဒါမှမဟုတ်တိတ်ဆိတ်တဲ့အချိန်မျိုးမှာဖြေရတော့အကောင်းဆုံးပါပဲနောက်ဆုံးမိကုန်းလေးအနေနဲ့ကတော့ certificate ထုတ်ယူဖို့အဆင့်ဆင့်ပေါ့နော်certificate ထုတ်ယူဖို့ဘယ်လိုမျိုးချက်လက်တွေကိုဖြည့်ဆွက်ဖို့လိုအပ်တယ်အချိန်ဘယ်လောက်ထိစောက်ခဲ့ရလဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့လည်းတစ်ချက်မျှဝေပေးပါအောင်ရှင်ဟုတ်ကိုကဒီ core skill test ရော writing test ရောနှစ်ခုလုံးဖြည့်ပြီးသွားရင်တော့ဒီ BI အကောင့်ကိုသွားပြီးတော့ကိုယ့်ရဲ့နာမည်ကိုသွားပြောပေးရတယ်ပေါ့နော်အဲ့ဒါမှ BI ဘက်ကနေပြီးတော့မှ approve လုပ်ပေးမှာဖြစ်ပါတယ်approve လုပ်ပေးပြီးရင်တော့ကိုယ့်ရဲ့ certificate ထုတ်ဖို့အတွက်ဒီကိုယ့်ရဲ့ information တွေကိုဖြည့်လို့ရမှာဖြစ်ပါတယ်အဲ့လိုမျိုး BI ဘက်က approve လုပ်ပြီးသွားရဆိုလို့ရှိရင်ဒီ British Council ဘက်ကနေပြီးတော့မှ email ပို့မှာဖြစ်ပါတယ်အဲ့အချိန်ကြာလို့ရှိရင်ဒီ application တွေကိုပြန်ဝင်ပြီးတော့ပေါ့နော်ဒီကိုဖြည့်ထားတဲ့ test တွေမှာ certificate ဆိုတာလေးပေါ်ပါလိမ့်မယ်အဲ့ဟာလေးကိုနှိပ်ပြီးတော့ဒီကိုယ့်ရဲ့နာမည်အပြည့်အစုံနဲ့ဓာတ်ပုံရိုက်ပြီးတော့မှထည့်ပေးရပါတယ်ပြီးလို့ရှိရင်တော့ဒီ writing test အတွက်ပေါ့နော် certificate ကအရင်ဆုံးရပါတယ်course scale ကတော့ဒီ24နာရီဒါမှမဟုတ်အဲ့ထက်နောက်ကျပြီးတော့မှရတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်နေပေါ့နော်အဲ့ဒီ certificate တွေအတွက်ကိုကြတော့ British Council ဘက်ကနေပြီးမှ email ပို့မှာဖြစ်ပါတယ်ဆိုတော့ဖြေဆိုသူနှစ်ဦးရဲ့အတွေ့အကြုံတွေပေါ်မူတည်ပြီးတော့ပြန်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီ BC English Score Test ကိုဖြေဆိုရမယ်ဆိုလို့ရှိရင်မိမိတို့ရဲ့ internet connection ကောင်းမကောင်းဆိုတာကိုတေချာလေးအတည်ပြုထားပေးဖို့လိုအပ်ပါတယ်နောက်ပြီးတော့စတင်မဖြေဆိုခင်မှာမိမိအသုံးပြုမဲ့ device ရဲ့microphone နဲ့ camera နဲ့ကိုတေချာလေးစစ်ဆေးဖို့လိုအပ်ပြီးတော့စာဖြေခန်းကိုလည်း360 degree မဖြစ်မနေလှည့်ပြပေးဖို့လိုအပ်ပါတယ်နော်။ဒါအပြင်ပြင်ပဆူညံတဲ့မရှိတဲ့နေရာလေးမှာပဲရွေးချယ်ဖြေဆိုပေးဖို့အကြံပေးချင်ပါတယ်။ဒါဆိုရင်တော့ဒီနေ့ရဲ့ podcast အစီအစဉ်လေးကိုဒီလောက်နေနားခွင့်ပြုပါရှင်။အဆုံးထိနားဆင်မိတဲ့တူတယောက်ချင်းစီတိုင်းကို BI ကနေကျေးဇူးထူးတင်ရှိပါတယ်ရှင်။